Okay ဒီနေ့တော့ကျွန်တော်က Tower 4တကယ် review unboxing လုပ်ဖို့ပဲဒါပေမဲ့ unboxing video ကပြတ်သွားလို့ပေါ့နော် unboxing တော့မဟုတ်တော့ဘူးဒါပုံဖောက်ပြီးတာပေါ့လို့ဖောက်ပြီးတာပြီးတော့ကျွန်တော်ဒီ Tower 4ဝယ်တာ3လပိုင်းလာဆန်ပေါ့နော်3လပိုင်းလာဆန်ဝယ်တယ်အဲ့တော့အခုဆိုရင်တက်လာပြည့်ပြောလိုက်တယ်အဲ့တော့ဒီ video ဒီဒါ Tower 4ကိုသုံးတဲ့ user တယောက်အနေနဲ့ review လို့ပြောလိုက်ရတယ်ပေါ့ user review အနေနဲ့ပြောလိုက်ရတယ် nice Tower 4ကဘယ်လိုမျိုး device မျိုးလဲဘယ်လိုတွေအနေနဲ့သုံးဖို့စီမံသေးလဲဘယ်လိုသူတွေက Tower 4တဲ့ပိုပြီး suitable ဖြစ်လဲဆိုတော့ကျွန်တော်ပြောပြပေးမယ် okay ပူလေးပေါ့နော် Tower 4ကျွန်တော်ဝင်တာ Randall 3256ကဟုတ်ပြီနော် okay ကြည့်မယ် Tower 4 okay fingerprint sensor ဖမ်းနေဟုတ်ပြီ setting မှာဆိုရင် Xiaomi ရဲ့ HyperOS 2 ကို original တင်ပြီးတက်ဖြစ်နေတယ်ပြီးတော့အခုဒီမှာ battery အားက 100% เนาะတရားခိုင်နှုန်းအပြည့်ပဲအဲ့တော့သူ့ battery percentage ကိုချက်ကြည့်ကြည့်မယ်เนาะဒီ 100% ဒီဘယ်လိုခံနိုင်မလဲပေါ့เนาะအဲ့တော့30နိုင်မယ် Tower 4ဒီ damage ဟာ CPU က damage ဒီ6400 ultra သုံးထားတယ် battery က 6550 mAh ကိုသုံးပေးထားတဲ့အတွက်ပုံမှန်တိုင်းသုံးမယ်ဆိုရင်တော့34နာရီနဲ့28မိနစ်စတိုင်းလုံးဝ charging မသွင်းဘဲနဲ့ 100% အပြည့်ဒီလုံးဝသုံးလို့ရတယ်နော်ဒီနေ့ဒါကသူ့ရဲ့ပုံမှန်ပေါ့ကျွန်တော်အခုဒီTower 4ကိုတလားသုံးပြီးတဲ့အချိန်မှာရလာတဲ့ဘယ်လိုခေါ်မလဲ review အမြင်နဲ့ပြောမယ်ဆိုရင် Tower 4ဒီ battery ကိုတော်တော်ကျန်းယူခံနေပြောလို့ရတယ်။မှာကင်မရာဒီ50 megapixel ultra wide ကင်မရာသုံးထားတယ်နော်သူ့ရဲ့ RAM ကRAM က 12GB ကိုမှ 4GB ထပ်ပေါင်းပေးထားတယ်အဲ့တော့ onboard RAM 16GB လို့ပြောရတယ် RAM 16GB ရဲ့ performance ကိုချိန်ကြည့်အောင်တော်တော်ကို smooth ဖြစ်တယ်တွက်တယ်ပြောလေဒါအောင်3မိရတက်လိုက်ရှိပြီးအချိန်မှာတော့နော်3မိရတက်လိုက်ရှိပြီးအချိန်မှာတော့မှတော်တော်ကြီးကို smooth ဖြစ်တယ်သုံးရတာတွက်တယ်လို့ပြောလို့ရတဲ့ device တစ်ခုဖြစ်တယ်ဟုတ်ပြီအဲ့တော့ဒါပြီးရင် game performance လို့နည်းတွက်ကြည့်မယ်နော် game performance ဆိုရင်ကျွန်တော်လက်ရှိအနေနဲ့ကျွန်တော် PUBG Mobile ဆိုတာလေ PUBG Mobile ကိုဆိုတဲ့ player နဲ့တခုပြောချင်တာကတော့120 FPS ကိုလိုချင်တယ်ဆိုရင်တော့ဒါကို support မပေးခဲ့ဘူး simple ကောင်းစားနေပဲပေါ့နော်ဒါဆို Xiaomi ပြပြရေးဆိုရင်လို့60 FPS ဆိုရင်60 FPS ဒီတော့ငြိမ်နေတဲ့60 FPS အဓိက frame rate FPS ဒီ60 120 90ဘယ်လိုပဲဖြစ်နေရှိတဲ့ FPS ကိုအဓိကငြိမ်အောင်လုပ်ပေးဖို့အရေးကြီးဆုံးဖြစ်တယ်ဥစဉ်ကြည့်မယ်60 FPS ပါsmooth extreme balance extreme ရပါတယ် ultra HDR ဒီပုံမှာလေဒါပေမဲ့ပုံမှန် game play ဆောင်မဲ့လူတွေဆိုရင်တော့ extreme ပေါ့နော် smooth extreme ဖြစ် balance extreme ကျွန်တော် balance extreme ထားစပိုင်းနဲ့အရောင်လေးနည်းနည်းလေးစူပြီးလေးဖြစ်တယ်ပေါ့နော်အဲ့တော့အခုကျွန်တော် game play လေးကိုနည်းနည်းဆင်းပြသွားမယ်တော့60 FPS ပဲရတယ်ဆိုပေမဲ့တော့ရတဲ့60 FPS ကိုငြင်းအောင်လုပ်ပေးထားနိုင်တယ်အဓိကFPS ဒီ60 120 90ဆိုတော့ဘယ်လောက် FPS ပဲရနေပလေစီအဓိကအေးရတဲ့ FPS ဒီငြင်းနေတဲ့ stable ဖြစ်တဲ့ FPS ပေါ့နော်ဒီက stable FPS ကို recommend ပေးခြင်းနဲ့ကျွန်တော်ကတော့ဒီကရထားတဲ့ FPS ကငြိမ်နေဖို့လိုတယ် FPS ငြိမ်နေမှာ game ပြရမှုမယ်အဓိကပြီးနောက်တစ်ခုတော့ lag game ပေါ့နော်
လက်ကျင်းဒီမှာတိတ်မရှိဘူးစောရတာစမှုဖြစ်မယ်ဆိုရင်ကျွန်တော်တို့ပြောလို့စောရတာအဆင်ပြေတယ်တခုလိုပြောလို့ရတယ်ပြန်ဒီကြောက်အဲ့လို event လိုနေရာမျိုးတွေရှင်းတဲ့အခါမျိုးမှာဆိုရင်ဒီ rest ပြမဲ့ enemy rest ပြမဲ့နေရာမျိုးမှာဆိုလို့ရှိရင်လုံးဝ gameplay อ่ะလုံးဝတိတတာ FPS ကိုသူက60 FPS က support ပေးထားတယ်ဆိုတော့ညာလည်းပဲလိုရင်လိုအပ်တယ်မျိုး FPS ကိုလို set တင်နေတဲ့အနေအထားမျိုးမှာရှိတယ်ပြောလို့ရတယ်ဥပမာတကယ်လို့ကိုဘယ်တဲမှာရောက်နေတယ်ဇုံကနေကြီးကြီးလေးဖြစ်နေတဲ့ချိန်မျိုးအဲ့လို enemy rush ပြမဲ့ချိန်မျိုးမှာဆိုရင်အဲ့လို enemy rush ပြမဲ့ချိန်မျိုးမှာဆိုလို့ရှိရင် FPS ကိုတိတတာယူ set တင်ပေးတဲ့အနေအထားမျိုးကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ဒီထဲမှာလည်းပြန်ပြန်ရှိရပါမယ်နော်အခုအချိန်မှာဆိုရင်တော့မှရင်းယူတိတယ်ယူဟိကရင်းယူတက်တယ်လေအမှတီးတယ်ဘုတ်ချီရပါတော့ပါနော်တီးကျွန်တော်စေပုံမှန်ကျွန်တော်တီးတယ်ဆော့တယ်ပြီးရင်ပက်ကြီးမှာဟို classic ဆော့တယ်ပေါ့နော် classic ပဲဆော့တဲ့နာမည်မှာဆိုရင်ဟောရင်းယူဖုန်းကတိတ်မထစ်တာတွေ့ရတယ်မထစ်တာထစ်ကုန်မထစ်ပါဘူးဖုန်းကတကယ်တော့ထစ်ကုန်မထစ်ဘူးပေါ့နော် damage ရှိအောင်လေး ultra ကဆိုရင်သူ performance ကလူတွေပြောနေနိုင်ပေါ့တာဘူးဒီ performance တဲ့ကအဲ့ဒါပြောတော့မဟုတ်ဘူးเนาะ performance ကိုလူတွေလို setting ပေးရတဲ့ဟာကိုလည်းတွေ့ရတယ်ဒီပေါ့သူ့ရဲ့ဒီ play ပေါင်က frame ကဒီ4000ပုံစံဖြစ်တယ်နည်းနည်းလေးလက်ကိုအားကြောင့်တော့နည်းနည်းလေးပြင်ကြည့်ရအောင်ဒီဒါဆိုရင်ဒါက PUBG Mobile ရဲ့ကို game testing လုပ်ပေးထားတာဒီ game ဟာ graphic တော်တော်ကြီးကောင်းနေဆိုရင်ပိုကောင်းတယ်ဒီကောင်ကိုတက်မယ်ဆိုရင်ဒီကောင်ဒီပုံမှန်ကြည့်မယ်ဆိုရင်ဒီကောင်လေးကြည့်မယ်ဆိုရင်120 FN ပါတက်သွားပြီအဲ PUBG ကတော့PUBG ကို120မတက်ခြင်းအကြောင်းရင်းဟာ Xiaomi ဘက်ကပေးထားပြီလို့ပေါ့နော်ဒါဆိုဒီကောင်ရဲ့ chipset ဒီလုံးဝ PUBG ကို120 FN ကိုတက်တင်နေပေါ့လေအဲသူတို့ပြောတော့ global version ဆိုရင်တော့တက်လိမ့်မယ်ဒါပေမဲ့တို့တော့ကျွန်တော်ဝယ်အချိန်မှာ global version မရှိဘူးဒီ stable ကိုလည်း global ချင်းမပြီးဘူးအချင်းလို့ရှိရင် error တွေပါတယ်လို့ပြောတယ်အခုဒါကျွန်တော်ပုံမှန်အဲကျွန်တော်ဆော့ပြမယ်နော်ဥဒါပုံမှန်အခုဒီကျွန်တော်ထားတဲ့ graphic ဒီဒါ console လို့ထားတဲ့ graphic ပေါ့နော် console လို့ထား graphic နဲ့ဆော့တာကဒီလိုသူ့ကို graphic ကိုအမြင့်ဆုံးထိဆော့လို့ရတယ်ကျွန်တော် graphic အမြင့်ဆုံးကျွန်တော်တင်ပြမယ်နော် high graphic တော့ပြီအဲဆိုရင်ဒါအခု high graphic ဖြစ်တယ်
high graphic နဲ့ဆိုရင်ဟိုထက်လာဆိုတော့ရိုင်းတော့မဖြစ်ပါဘူးဒါပေမဲ့ဟိုတစ်ခါလေးပေါ့ဒီဆော့တာအရင်ကြာဥမာရေလို့ဟိုပုံဝင်ခြင်းအရင်ပူနေချိန်မှာကတော့ဆော့မယ်အားမရှိရင်ဟိုပေါ့ဒီအခန်းပူခြင်း temperature room temperature လည်းမြင်နေမယ်ဖုန်းကလည်း heat temperature တက်နေမယ်အချိန်မျိုးเนาะအဲ့ဒီအချိန်မှာတော့ဆော့မယ်အားမရှိ internet high condition ကျနေတဲ့အချိန်မှာတော့ဆော့မယ်ဆိုရင်တော့ဒီကောင်တက်တယ်ဒီ drive ဟိုဒီဒါ HP ပေါ့ဥတော့ကျွန်တော် Google Review ဆိုလဲဒီ graphic အမြင့်ဆုံးနေကျွန်တော်ဆော့ပြီးလို့ဟိုပါပေါ့9 watt ကြော်45မိနစ်ဆော့ပြီးတဲ့ခါမှာဆိုရင်တော့ဖုန်းကတော်တော်တိတာပူလာဒါပေမဲ့ lagging ဘာတွေကတော့မရှိသေးဘူးပေါ့နော်အဲ့လိုမျိုး lagging ဖြစ်တာတော့မရှိဘူးဒါပေမဲ့အဲ့လိုမျိုးပြောရင်ဒီကောင်ဒီတာပိုတွေဒီ game performance ကိုထုတ်လာလို့ပြောတဲ့အတိုင်းပဲ game ဆော့မဲ့သူတွေ game သမားတွေဒီနေ့ရွေးချယ်ဖို့ကောင်းတယ်အဲ့လို game သမားပဲပြောလို့တခြားသူ game ဆော့တဲ့လူရောဒီကောင်ရွေးချယ်မလို့လဲဆိုတော့ကကင်မရာကျို့ကင်မရာရေးဖို့လိုတဲ့လူတွေဖက်ပုံကင်မရာရေးဖို့လိုအဲ့တဲ့လူတွေမှာဆိုရင်သူ့ရဲ့ကင်မရာက50 megapixel automatic ကင်မရာသုံးတာပေးမယ်လို့50 megapixel ကတခြားကင်မရာနဲ့ရှင်နေမှန်နေသူ့မှန်နေနေတာမှန်နေဒါပေမဲ့တော့ဘာတစ်ခုသူ့မှာအသက်ကြီးရှိတယ်ဆိုတော့ကင်မရာရဲ့ detail ကင်မရာ detail ဓာတ်ပုံ quality ကိုပြတဲ့အခါမှာသူကရိုက်တဲ့ဟာကို 1 time zone နဲ့ပဲရိုက်ရင်တော့မှအဲ့ဓာတ်ပုံကိုတော့မှကြည်တောက်ရှင်းအောင်လုပ်ထားနိုင်တယ်ဥစ္စာကျွန်တော် graphic အမြင့်နဲ့ထားဆိုတာဖြစ်တယ်။ရှိဘေးကပုံဝင်ခြင်း graphic တွေ shadow graphic တွေအကုန်ကြည့်မယ်ဆိုရင်အကုန်လုံးကအကောင်းဆုံးအနေထားမှာရှိနေအနေထားမျိုးပေါ့နော်ဒါဆိုဥဒါဒီ FC mobile မှာကျွန်တော်ဒါသူ့မှာရှိတဲ့ graphic ကိုတင်လို့ရတယ်များပေါ့နော်ဒီဖုန်းကနိုင်နေများကျွန်တော်အကုန်တင်ထားတာဖြစ်တယ်ကောင်းတော့ပြီးရိုက်ချမှာเนาะဥပမာမြင်ဘယ်မှာမိသွားလို့ဟင်တုံးလာတစ်လလောက်ကြာပြီးတဲ့အချိန်မှာ review တွေကပြောစရာတွေအများကြီးပေါ်လာတယ်ဘယ်လိုချက်တွေရှိရဆိုတာဖြည့်သိလာတယ်ပေါ့နော်အဓိကတော့လူတွေပြောတဲ့ performance ဟာ performance ပဲဆိုတာစကားပြောတာမဟုတ်ဘူးဆိုတာတော့ဒီကြောင့်ပြောလို့ရပါတယ်ကျွန်တော်ဟုတ်တော့ performance လိုချင်တဲ့လူတွေအနေနဲ့ဆိုရင်တော့ဒီတာဘော4ဒီလုံးဝရွေးချယ်စရာလေးတွေကတစ်ခုဖြစ်ရှိနေမှဒီတာဘောပဲ graphic မှာကြည့်ပါစေ graphic ဒီ height တင်လို့ရတယ် height အထိကို graphic တင်လို့ရတယ်ပေါ့နော်ပြီး resolution ဒီ height ကိုပေးထားတယ် frame rate ဒီ height ဒီကိုရတယ်ကျွန်တော်တို့ graphic ကို medium ထားဆိုရယ် graphic medium ထားဆိုပြီးတော့ resolution height frame rate height နဲ့ဆိုတာအများကြီးရှိပါတော့အဲ့ဒါမျိုးဆိုရမယ်အဲ့ဒါကတော့ကျွန်တော်မှတ်ပြထားတဲ့နောက်က RGB ring light เนาะ RGB ring light လေးကိုတစ်ချက်ဖွင့်ပြမယ်ချင်းဖွင့်လိုက်မယ်ချင်းဖွင့်ပြီးစကန်ပိတ်ပြီးတော့ဒီမှာမစင်အဲ့ဒီဝင်ပေါ်လာ